ဆိုတော့နာမည်လေးပြောပါဦး ချစ်ပူပူ ဟမ် ချစ်ပူပူ ချစ်ပူပူ ဟုတ်ကဲ့ ဟမ်ချစ်ပူပူလည်းမဟုတ်ချစ်ပူပူ ဟိုအဖိုးကချစ်ပူပူ ဩညီကချစ်ပူပူဩအေးဟုတ်ပါကွာချစ်စရာဒီနာမည်လေးကဘာမှနေရတော့ မနေဒီလက်ကြောက်တန်းဟိုဘက်မှာ ဩကြီးလက်ကြောက်တန်း ဟုတ်ကဲ့ ဆိုတော့ကိုချစ်ပူပူဖြစ်တဲ့ယောဂဝေဒနာလေးပြောပါဦးဗျ ဟိုနေအုံနောက်သူကြောဖောင်းတာတယ် အုံတော့သွေးကြော ဖောင်းတာ ရောင်တာပေါ့ ဟုတ်ကဲ့ ရောင်ပြီးတော့ရောင်တာဘယ်လောက်ကြာပြီလဲ 10နှစ်ကျော်ပါ 10နှစ်ကျော် ဟုတ်ကဲ့ ဆိုတော့ဒီမှာမကူသားခင်ဘယ်လိုတွေဖြစ်လဲဘယ်လိုတွေခံစားလဲပြောပြပါ အခေါင်းနဲ့နောက်လိုက်ဆိုတက်တာဗျာ อืม ဟုတ်ကဲ့အရှာတွေကတ်မိတယ် อืมတက်ပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့လူမန်းသူမန်းမသိတော့ ဟုတ်ကဲ့မသိတော့ ဘူးပါဇက်တဲ့အမြုပ်တွေပါထွက်လာ အမြုပ်မထွက်ဘူးဗျာ ရှာကြီးကပ်ပြီးသွေးတွေပါထွက်ပြီး ဟုတ်ကဲ့ထွက် ကျွန်တော်တို့အများကြီးကူပါတယ်ကိုချစ်ပူပူတို့လိုယောဂဝေဒနာလေအများကြီးကူတယ်တယောက်နှစ်ယောက်တည်းမဟုတ်ဘူးရာထောင်ရှိကူတယ်အတက်ယောဂဝေဒနာတွေနော်ဆိုတော့ဒီမှာဖဏချင်းရှိသွားပြီ ဒီမှာ3ချိန်ရှိတယ် ဒါနဲ့ဆို3ချိန် ဟုတ်ကဲ့ ဖဏချင်းမြောက်မှသိတာပဲလား အနေပထမလာပြီးတဲ့တာမတက်တော့ဘူး ပထမတစ်ချိန်နဲ့ ဟုတ်ကဲ့ မတက်တော့ ဟုတ် ဘူးတစ်ခါတက်တနေ့ကိုဖဏချင်းလောက်တက်တယ် အနေတခါတက်တော့9ချိန်10ချိန်လောက်တက်တယ် အပြိုင်နေတော့မဟုတ် အဲ့တုန်းကဆိုဆေးရုံရောက်တော့ဆရာပါစတဲ့မှာပြီးသွားပြီးတော့နှာခေါင်းပိုက်ပါထည့်ရတယ် ဟာသိတတ်တယ်နော် ဒီကအဲ့ဖြစ်လို့ရှိရင်တစ်ခါလောက်ပဲတက်တယ် ဟုတ် ဟုတ် အခုတက်သေးလား အခုကတော့မတက်တော့ ဒီမှာတစ်ချိန်ကုသပြီးတော့လုံးဝမတက် ဘူး တော့ ဟုတ် ဘူး ကဲ့တော့မတက်တော့ ဒါနဲ့3ချိန်ရှိသွား ဟုတ် ပြီ ကဲ့ဒါဆို3ချိန်ရှိ စကြောထိုးတာတွေခေါင်းတော့တာတွေရှိပြီလား အဲ့လိုလည်းမရှိဘူး မရှိ ခေါ တော့ င်း ဘူး နည်းနည်းအုံနာလောက်ပဲရှိတယ် ကျန်တာမတက်တော့ဘူးနော် ဟုတ်ကဲ့မတက် တက် တော့ တာပြူတာတွေမရှိတော့ဘူး ဟုတ်ကဲ့မရှိ ဆို တော့ တော့ဖုန်းသုံးတာတွေရှော့ပါ ဟုတ်ကဲ့ ဖုန်းသုံးတာတွေလုံးဝမသုံးပါနဲ့ညပိုင်းတွေဖုန်းကိုလုံးဝမသုံးပါနဲ့တက်စာတွေရှောင်ပါအထူးသဖြင့်အေးဝပါအိပ်ပါအချိုးတွေရှော့ပါအငန်တွေသိမ့်မစားပါနဲ့ဖြစ်နိုင်လို့ရှိရင်လမ်းလျှောက်ပါ exercise လုပ်ပြီးပါဟိုအလုံးနေတယ်ပေါ့သဘောတစ်ခုဘာလို့လို့ လဲလောက်တယ် လဲကောင်းတယ်လဲလုံးဟုတ်လုံးတယ်လဲလုံးတယ်ကောင်းတယ်သမားထိုက်ဘာဖြစ်နေညာဖြစ်တယ်ပေါ့ဗျာဟုတ်လားအဲ့ချိန်မှာကိုယ်လည်းလှုပ်ရှားမှုဘာညာလေးတွေအနေထားလေးတွေလုပ်ပြီးရှင်းလားအဲ့ဒါလုပ်ပြီးနော်အရက်ဘီယာလုံးဝမတည့် ဟုတ်ကဲ့ စီခဲလုံးဝမတည့်နှစ်ချိန်ငချိန်မတည့်ညင်ငတိလုံးဝမတည့်အဲ့ဒါလေးရှောင်းအောင်ခုနကကျွန်တော်ပြောနော်ဖုန်းလုံးဝမသုံးပါနဲ့နေခင်းလေးလည်းသုံးလို့ရတယ်ခဏတစ်ဖြုတ်ပေါ့ခဏတစ်ဖြုတ်သုံးပါညာရတောက်လျှောက်အကြာကြီးအောင်စိုက်ပြီးတော့မှသုံးလို့မရဘူးဒါလေးတော့မှားခြင်းတယ်ဒါအခုဆိုကြပါစို့နှစ်ချိန်နဲ့လည်းပဲတိတိကျကျလုံးဝမတက်တော့တဲ့အပေါ်မှာမိမိရှင်ထဲမှာဘလို့ပီတိဖြစ်ရတော့ ဟုတ်ကဲ့ဒီကကောင်းရတဲ့တော်တော်ဝမ်းသာတယ်ဆရာ မဟုတ်ကိုယ်တော့ကိုမလွယ်ဘူးနော်တိတက်တယ် ဟုတ်ကဲ့ ဆိုတော့မိမိကိုအရှိရှိမှကုသပေးတဲ့ဆရာဝန်ကြီးဆရာမကြီးမေတ္တာများများပို့ပေးပါဒါလေးကိုမှာခြင်းပါတယ်နော်ကျွန်တော်လာပြီးယုံကြည်တဲ့ကုသိုလ်ပေးကုသမှုခေါင်းတော့သူပဲကျေးဇူးတင်ပါတယ်လို့နော်ဘာဘာသာကိုယ်ွယ်တော့ ဗုဒ္ဓဘာသာ ဟုတ်ပြီဖရာဥချဖရာဥချဖရာဥချပါကတရှိချမ်းမှာစိတ်ချမ်းသာလုံးဆန္ဒအားလုံးတစ်လုံးတော့အပြည့်ပြည့်စုံတော့ရရှိပါစေချမ်းသာလို့ချမ်းသာပါလေချမ်းသာလို့ချမ်းသာပါအေးဟုတ်အေးချမ်းသာချမ်းသာဟုတ်ချမ်းသာချမ်းသာကဲအမျိုးတွေဒါကတော့ကျွန်တော်တို့ဗာလဲအုံနောက်တွေးကြောရောင်တာပေါ့ရောင်ပြီးတော့မှဒါပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အောင်ကြောလဲအားနေတယ်ဗောဗျာအတက်ယောဂဝေဒနာကိုခံစားတာစနေလောက်ရှိပြီတဲ့တစ်ခါတက်ရင်9ချိန်လောက်တက်တယ်တဲ့ခုဒါဆို3ချိန်2ချိန်ကုသပြီးတဲ့အချိန်မှာလုံးဝမတက်တော့တော့အောင်ပဲတိတိုင်တုတက်ကောင်းမှုခဲ့တဲ့ပုံမှာအရန်ဝမ်းသာပီတိဖြစ်ရသူပါဖြစ်တာပါဖြစ်ကြောအမြဲတမ်းလုံးလာပါတယ်ဒီသဘောတရားပဲနော်အဲ့တော့ဆက်လက်ပါဖြစ်မျိုးအများကြီးကြံရှိတဲ့အောင်တူတောင်မကြံကာရပြုကကျွန်တော်မျိုးပေါင်းတူတော်ကောင်းအားလုံးတက်ရှိလို့ချမ်းသာကြပါဗျာ